အင်္ဂလိပ်စာကိုလေ့လာခြင်းတယ်ဒါပေမဲ့ဘယ်အစာမှန်းမသိဒါဆိုရင်ဒီဗီဒီယိုလေးကိုကြည့်ပြအောင်ကြည့်လိုက်တော့နော်အားလုံးပဲမင်္ဂလာပါညီမရဲ့နာမည် Emily လို့ခေါ်ပါတယ်ဒီနေ့ညီမကအင်္ဂလိပ်စာကိုအစအနေစပြီးလေ့လာမယ့်လူတွေအတွက်အလွယ်ကူဆုံးနဲ့အထီးရောက်ဆုံးနည်းလေးတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်ပထမဆုံးချက်အနေနဲ့အသုံးများတဲ့စကားလုံးလေးတွေကိုအရင်ဆုံးလေ့လာပေးပါအသုံးများတဲ့စကားလုံးကဘာလဲဆိုရင်နေ့စဉ်မှာအမြဲတမ်းတွေ့ရတဲ့စကားလုံးလေးတွေပေါ့နော် Hello thank you nice to meet you စတဲ့စကားလုံးလေးတွေကိုတစ်နေ့ကို9လုံးအနည်းဆုံးလေ့လာပေးပါဒုတိယအချက်အနေနဲ့အင်္ဂလိပ်သီချင်းတွေကိုနားထောင်ပါအင်္ဂလိပ် movie တွေကိုကြည့်ပါပြီးရင်သူတို့တွေပြောတဲ့လိုမျိုးလိုက်ပြောကြည့်ပါဒါကိုအင်္ဂလိပ်လို့ဆို shadowing လုပ်တာလို့ခေါ်ပါတယ်သူတို့ပြောတဲ့ခြားထောင်တစ်ချောင်းပြီးဆိုတိုင်းရက်ပြီးတော့သူတို့ပြောတဲ့လိုမျိုးလေတန်းတထရတဲ့လိုက်ပြောကြည့်ပါတတိယချက်အနေနဲ့ကိုအမှန်ထဲမှာပြောကြည့်ပါကိုအမှန်ထဲမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဗီဒီယို record လုပ်ပြီးတော့ပဲဖြစ်ဖြစ်စကားပြောလေ့ကျင့်ကြည့်ပါဘယ်လိုပုံစံမျိုးတွေပြောကြည့်လို့ရလဲဆိုရင်ကိုယ့်ရဲ့ daily routine နဲ့ကိုယ်အချိန်ဆုံးနေရတယ်ကိုဘာလုပ်ရတာကြိုက်တာတဲ့ကိုဘယ်နေ့ဘာလုပ်မယ်ဆိုတာလေးကိုပြောကြည့်ပေးပါကိုဒီချက်တွေကိုလုပ်ပေးခြင်းအပြင်အချိန်တစ်ခုရောက်လာရင် listening လည်းကောင်းလာမယ် reading လည်းကောင်းလာမယ် speaking လည်းကောင်းလာပြီးတော့ဒီနေ့တူ confidence ရှိပြောလာနိုင်မှာပဲဖြစ်ပါတယ်ဒီလိုဗီဒီယိုလေးတွေနဲ့ sharing လေးတွေကိုတပေါ်ကြတယ်ဆိုရင်ညီမရဲ့ channel လေးကို follow လုပ်ထားဖို့မမေ့နဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ် see you in the next video bye